မ်အောင်ဆန်းစုကြည်ကပဲခူးတိုင်းအောင်ဆန်းရွှေအိမ်ကျော်ဟမ်မင်းတို့အောင်ဆန်းမျိုးနွယ်တော်တော်အောက်တန်းစားမျိုးတွေပဲဟမ်တောင်ကြီးဘက်ကမှနေတဲ့အိမ်အောင်ကြတဲ့ကောင်အောင်ဆန်းစုကြည်မိခလေးတယောက်နဲ့ဟမ်သူများသားများကိုဟမ်တာဝါတိုင်းလာဆောက်ရင်လည်းဟမ်ခုံလာမြင့်ရင်လည်းမင်းတို့ကောင်ရဗရင်းကျင့်ဟမ်ရိုးရိုးရမ်းရမ်းတော့ဗရင်းမကျင့်ဘူးမင်းတို့အောင်ဆန်းမျိုးပါဟမ်လီးနဲ့ဗရင်းကျင့်ဟမ်ပညာနဲ့ဗရင်းကျင့်စက်နဲ့ဗရင်းကျင့်ဝိညာဉ်နဲ့ဗရင်းကျင့်ရှာနဲ့ဗရင်းကျင့်ဟမ်အောင်ဆန်းစုကြည်မိကဗရင်းကျင့်ပြီးပြန်သွားတာဘယ်လိုလုပ်လဲမှာအောင်ဆန်းစုကြည်သားပဲခူးတိုင်းအောင်ဆန်းရွှေအင်ကျော်သားမိ3ယောက်နော်လာပြီးတော့ဝင်းမြတ်မိမမိဆိုးကိုခလေးကိုနော်ဗရင်ကျင်တာရှာနဲ့မအီလူအနားမှာမရှိနေတယ်ဝင်းမြတ်အိမ်နာသွားအိမ်နာလိုက်နော်အနားမှာမရှိနေတဲ့ဒီကောင်တွေကအောင်ဆန်းမျိုးတော့အောင်ဆန်းမျိုးမြန်မာနိုင်ငံကလူတွေတာဝါတိုင်းခုံနားမှာနေတဲ့လူတွေနော်တတိထားကြဒီလိုတာဝါတိုင်းခုံလာလှုပ်လဲဆိုရင်အိမ်ရိတ်တော့ပေးမနေနဲ့ခြံရိတ်တော့ပေးမနေနဲ့ရေတော့တစ်ခွက်မတိုင်ကြနဲ့ဒီမအေးလိုးမျိုးအောင်ဆန်းမျိုးတွေကစားပြီးနားမလဲတဲ့မျိုးတွေကျေးဇူးတရားကိုမသိတတ်ဘူးကျေးဇူးကမ်းတဲ့မျိုးယူခွေးလောက်အသိဉာဏ်မရှိဒီလိုအောင်ဆန်းမျိုးနွဲ့ကိုထမင်းကျွေးမဲ့ရေတိုက်မဲ့ဆိုရင်မကျွေးနဲ့ခွေးကိုဒါထမင်းကျွေးတဲ့ရေတိုက်လိုက်ကုစုတွေရမယ်နော်အောင်ဆန်းမျိုးနွဲ့တွေကိုရေတိုက်မဲ့ထမင်းကျွေးမဲ့ဆိုရင်ဒုက္ခရောက်မှာနော်အကုန်လုံးဒုက္ခရောက်ကြမှာမိသားစုနော်ချွေမျိုးအတိုင်းဝိုင်းတွေမှာဒုက္ခရောက်မှာဘာကြောက်လဲတော့ဒီလိုအောင်ဆန်းမျိုးနွယ်တွေကကျေးဇူးတရားမသိတတ်ဘူးကျေးဇူးကံကျေးစွတ်နော်ရုပ်ညံ့တဲ့မျိုးရိုးအောင်ဆန်းမျိုးသူများသားများကိုဗရင်ကျင့်စော်ကားပြီးဘယ်လိုလုပ်လဲမှာလဲဟမ်မယားတွေကိုပါနော်ဘယ်လိုမြူဆွဲပြီးတော့ဘယ်လိုလုပ်တယ်တော့မသိမယားတွေကအစဒီလိုအောင်ဆန်းမျိုးနွယ်တွေကိုပြောနေဆိုနေသူတို့နားတယ်ထပြီးရန်ဖြစ်တယ်ရန်ရှာတယ်အနားနေနေပြီးတော့ရန်နေတိုက်ရန်နေမူရန်နေရှာအမျိုးမျိုးရန်ရှာခိုင်းတာနော်သူတို့ကခေါင်းထဲကိုအတွေးတွေထည့်အကြံတွေထည့်ညံတွေထည့်ပြီးတော့ဘယ်လိုမျိုးကြောက်ချတာမှာလဲနင်းလင်ကနင်းကိုဟိုဗါလဲညံမူနေတယ်ကောက်ကျစ်နေတယ်နော်လောက်ကြံဖို့အမျိုးမျိုးသူတို့ပြောတာလောက်ကြံတာနော်မမသူတို့ဟာသူတို့ခေါင်းထဲကိုအတွေးတွေထည့်အကြံတွေထည့်ညံတွေထည့်ပြီးတော့နော်သူတို့ဟာသူတို့လောက်ကြံတာကောက်ကျစ်တာနော်အောက်တန်းစားမျိုးဒီကောင်အောင်ဆန်းမျိုးနွယ်တွေရနော်အောင်ဆန်းစွတ်ကြည်ကြီးနဲ့အောင်ဆန်းစွတ်ကြည်သားနော်နာမည်ကိုထည့်ပေးလိုက်တာနော်မယုံရင်သွားစုံစမ်းကြည့်ပဲခူးတိုင်းကအောင်ဆန်းရွှေအင်ကျော်နော်ဝင်းမြိုက်နေတဲ့နေရာကရင်ပြည်နယ်ဖတ်အံနော်ဒေါ်လန်းဖျားကိုကြိုက်တဲ့လူမေးကြီးတာဝါနိုင်ခုံစောက်ထားတဲ့ခြံထဲမှာဝင်းမြိုက်နေတာနော်ဟုတ်လားမဟုတ်လားဆိုမေးဆန်းကြည့်လိုက်အောင်ဆန်းစွတ်ကြည်မိကဗရင်ကျင့်ပြီးတော့စော်ကားသွားတာအဲ့ဒါကိုအောင်ဆန်းမှာလာပြီးတော့ရှာနဲ့ဗရင်ကျင့်တာတက်ခလေးကဗရင်ကျင့်တာနော်တနေ့6လအရွယ်တွေကဒီကောင်တွေဗရင်ကျင့်နေတာခုချိန်ဒီခုဝိညာဉ်ထဲမှာဗရင်ကျင့်နေတာနော်ရှာနဲ့လည်းဗရင်ကျင့်ဝိညာဉ်နဲ့လည်းဗရင်ကျင့်နေကြတာနော်3နှစ်ပြည့်တော့မှခလေးကိုလည်းပညာနဲ့လှုပ်ပြီးရိုင်းဆိုင်အောင်နေသင်မဟုတ်ဒုက္ခတွေသင်နော်လုံးနေကြရက်နေကြတာနော်အောင်ဆန်းမျိုးနော်နီးပါးကိုလည်းနော်ခလေးကိုတောက်ခောက်ခိုင်းနော်ဒီအောင်ဆန်းမျိုးတွေကလီးတစ်ချောင်းလောက်တန်ဖိုးမရှိတဲ့အောင်ဆန်းမျိုးနော်အောင်ဆန်းမျိုးနွယ်တွေကရုပ်ညံ့တဲ့မျိုးဘိုလ်ချုပ်အောင်ဆန်းရတယ်မအေလိုကြီးဘိုလ်ချုပ်အောင်ဆန်းစွတ်ကြလားဖေလိုးမကြီးနဲ့မအေလိုးကြီးနဲ့လိုးပြီးတော့မွေးထားတဲ့မျိုးရိုးအဲ့ဒီမှာအောင်ဆန်းစွတ်ကြီးကဖေလိုးမလေဖေအိမ်နဲ့အလိုးခံမျိုးမွေးတဲ့အောင်ဆန်းကိုအောင်ဆန်းလေးတစ်ခါပြန်ပြီးတော့မအေလိုးမျိုးတဲ့နော်အောင်ဆန်းလည်းမအေကိုပြန်လိုးပြီးတော့နေတဲ့ဟာနော်မအေလိုးမျိုးတွေအောင်ဆန်းမျိုးတွေရုပ်ညံ့တဲ့မျိုးအောင်ဆန်းမျိုးတွေနော်ကဘာမှာလက်ဆုံကန်းကြည့်လိုက်အောက်တန်းစားမျိုးရုပ်ညံ့တဲ့မျိုးစုပ်ပဲ့မျိုးနော်ဗရင်မျိုးဗရင်နွယ်နော်ဂျာကူလီမျိုးတွေနော်ရုပ်ညံ့တဲ့မျိုးအောက်တန်းစားမျိုးကဗမာလဲဆိုအောက်ဆန်းမျိုးတွေတော့ဗိုလ်ချုပ်အောင်ဆန်းမျိုးအောင်ဆန်းစွတ်ကြည်မျိုးနော်အောက်တန်းစားမျိုးတွေနော်လူတယောက်ကိုလီသူများသားများဗရင်ကျင့်စော်ကားပြီးကိုယ်တိုင်တတ်တိမရှိဘူးအောင်ဆန်းမျိုးတွေတော့ရတော့တိတ်ရှာဆုံစားကြည့်အောင်ဆန်းစုကြည်တီထောင်လာတဲ့ဟာတွေကလည်းဖာတယ်မလည်းမအေးလူမျိုးတွေပဲပြောမှာတော့ကိုမေကိုလူမျိုးတွေကိုနှမကိုမျိုးကိုလိုးတဲ့မျိုးတွေငါလိုးမပတ်တီ
အောင်ဆန်းမျိုးပါတီကမအေလူးပါတီဖေလူးမပါတီငါလူးမသားပါတီဖေလူးမမအေလူးနဲ့ပါတီဟမ်လီးပါတီလားမအေလူးမျိုးတွေဟမ်ကိုမေကိုလူးထိမ့်သိမ့်မှုစောက်ချောက်လာတာဟမ်ကိုမေကိုလူးမျိုးအောင်ဆန်းမျိုးထိမ့်သိမ့်မှုစောက်ချောက်လာတာပေါ့ထောက်လာတယ်ပေါ့ဟုတ်လားဟမ်ကိုမေကိုပြန်လူးတဲ့အောင်ဆန်းမျိုးတွေကိုထိမ့်သိမ့်မှုစောက်ချောက်ထားတဲ့ပါတီကငါလူးမပါတီဟမ်ပါတီရဟမ်ငါလူးမပါတီကဟမ်အောင်ဆန်းစုကြည်ပါတီရပါတယ်ကိုမေကိုလူးပရင်းမျိုးပရင်းနဲ့ပါတီကစပတ်ရတဲ့ပါတီကဟမ်ပရင်းချင်းတဲ့ပါတီဖြစ်မယ်ငါလုံးမအောင်ဆန်းစုကြည်မျိုးပါတီဟမ်သူများလေးကိုလောက်ကြံတပ်ဖြတ်ဟမ်အရွယ်မြောက်တဲ့ကလေးကိုလည်းပရင်းချင်းစော်ကားကြာခိုးဟမ်ဒုသနတ်တော်ပါတီဖြစ်မယ်ဟမ်အောင်ဆန်းစုကြည်ပါတီကဒုသနတ်တော်ပါတီဖြစ်မယ်ဟမ်ငါလုံးမသားပါတီဖြစ်မယ်ကိုမေကိုလိုးပါတီဖြစ်မယ်ဟမ်မြန်မာနိုင်ငံမှာလောက်တော့မှာ3လနဲ့မသိတော့6လနဲ့6လနဲ့မသိတော့ဟမ်3နှစ်တဲ့ခု3နှစ်နဲ့3နှစ်ပြည့်ကန်လေးမသိတော့ဟမ်နှစ်တွေထပ်တိုးမှာမအီလိုးမျိုးအောင်ဆန်းမျိုးမင်းမေငါလိုးမင်းတို့အောင်ဆန်းမျိုးတွေလိုးမယ်ဗရင်ကျင့်မှာဆိုတော့ဖုန်းတွေကမအီလိုးဖေလိုးမတွေရအောင်လီစကားပြောနေတော့မအီလိုးဖေလိုးမတွေဖုန်းတွေကနေလီစကားမပြောကြနဲ့မင်းတို့မျိုးတွေမင်းတို့မောင်နှမတွေမင်းတို့သားသမီးတွေမင်းတို့အမေတွေကိုအောင်ဆန်းမျိုးအဲ့လိုမျိုးဗရင်ကျင့်မယ်လိုးမယ်စပတ်တွေရက်မယ်ဟမ်ဆိုရောမင်းတို့သိခံနိုင်မှာမအီလိုးမျိုးတွေဟမ်နှိမ်ရောညောအစိတ်တွေနဲ့ထိုးခေါင်းတွေမကြဖင်တွေမကြလီးပေါက်တွေမကြလက်ဦးတွေမကြဟမ်ပါဇက်တွေမကြဟမ်မျက်လုံးတွေမကြမျက်လုံးတွေကစအစိတ်နဲ့ထိုးအစိတ်နဲ့ခဟမ်ခန္ဓာကိုယ်တစ်ကိုယ်လုံးအစိတ်နဲ့ထိုးတာအချမဲ့နေရရှိတာတော့မင်းတို့လိုးခဲ့တဲ့အောင်ဆန်းမျိုးနွယ်ကိုမင်းတို့မေးစမ်းကြည့်စမ်းကွာဟမ်မင်းတို့လိုးခဲ့တဲ့အောင်ဆန်းမျိုးနွယ်ကိုမင်းတို့မေးစမ်းကြည့်မင်းတို့ခေါ်နေကြတာပါအမေစုမင်းတို့လိုးခဲ့တာလားဟမ်မင်းတို့လိုးလို့အမေစုလို့ခေါ်တာပါမင်းတို့မြန်မာနိုင်ငံတနိုင်ငံလုံးဝိုင်းလိုးခဲ့လို့ပေါ့အမေစုဆိုတာအဲ့ကောင်တွေကမေးစမ်းကြည့်တာအဲ့အောင်ဆန်းမျိုးငါပြောတာလွန်လားမလွန်လားဆိုမေးစမ်းကြည့်တာမအေးလိုးမျိုးတွေ